Hi everyone. အားလုံးပဲမင်္ဂလာပါရှင် English Basic Grammar ရဲ့ဒီနေ့အကြောင်းကိုကျမတို့ပြောနေတာဖြစ်ပါတယ် F နဲ့ဆုံးသောနာမ်များကိုအများကြီးတို့ပြောင်းတဲ့အခါမှာသိမှတ်ရမယ့်စီးမျဉ်းလေးတစ်ခုတော့ရှိပါတယ် LEAF leaf ဒီရွယ်အများကြီးပြောင်းတဲ့အခါ LEAVES leaves F ကိုဖြုတ် VES ထည့်ပါဖြစ်ပါတယ် F ကိုဖြုတ် VES ထည့်ပါဖြစ်ပါတယ်ဒီလိုပဲ LOAF loaf ပေါင်းမလို့ LOAVES loaves ပေါင်းမလို့များ CALF calf CLBS calves နွားကလေးများ SELF 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 ဆိုတာကိုယ်တိုင်ခေါ်ရဲ SELVES selves myself yourself himself အဲ့လိုတွေပေါ့နော် THIEF thief တခု THIVES thieves တခုများလို့အတိတ်တွေရတယ်ဒီပေါ်ကစကလုံး၅လုံးနဲ့အတူဝကြ၅ကြောင်းတိဆောက်ထားတာကြည့်လိုက်ရအောင် The leaves are falling သရွယ်များဟာကျွေကျနေပါတယ် The baker made 2 loaves of bread ပေါင်မုတ်ဖုတ်တဲ့သူကပေါင်မုတ်နှလုံးကိုဖုတ်ပါတယ် The cats are drinking milk နွားကလေးများဟာနှုတ်ကိုတောက်နေကြပါတယ် We should believe in ourselves ဒုကိုယ်ကိုတို့ယုံကြည်ဖို့လိုတယ်လို့အဓိပ္ပာယ်ရတယ် The police caught the thieves ရဲသားများဟာတခိုးများကိုဖမ်းခဲ့ချပါတယ်လို့အဓိပ္ပာယ်ရတယ်စလုံးလေးတော့၅လုံးပဲဒါပေမဲ့စလုံး90ဖြစ်အောင်ကျွန်တော်တို့ line မှာရှာပြတဲ့နောက်ဘုဒ္ဓတိုးပွားအောင်စူးစမ်းကြရအောင်လေ့လာကြရအောင်တခုတော့ရှိတယ် FE နဲ့ဆုံးတဲ့နာမ်တွေကအသုံးနဲ့ကြောင့်မလို့တိတ်များများဆဆတော့တွေ့မှာမဟုတ်ပါဘူးနော်မမေ့နဲ့ AI က brain ကိုအစားမထိုးပါဘူးတစ်သက်လုံးအတွက်အလွတ်ကျက်မှတ်ရမယ်စာတွေကို learn by heart နဲ့လေ့ကျင့်ကြရအောင်See you tomorrow. Please share and follow me.